အိမ်ထောင်ရေးကံကောင်းတဲ့မိန်းကလေးဆိုတာအိမ်ထောင်ရေးကံကောင်းတဲ့ကံကောင်းဆုံးမိန်းကလေးတွေကတော့ဒီချက်တွေပိုင်ဆိုင်ထားပါတယ်။နံပါတ်1မိဘနဲ့တူသောရောက်ခမကိုရထားခြင်းမိန်းကလေးများစုကယောက်ျားကောင်းရရင်တော့မှရောက်ခမမကောင်းနှိပ်စက်လို့ဒူးနဲ့မျက်ရည်တုပ်နေရတဲ့မိန်းကလေးတွေလည်းအများကြီးရှိပါတယ်။ကိုယ့်အပေါ်မှာမိဘနဲ့တူတဲ့မေတ္တာမျိုးပေးနိုင်ပြီးသဘောကောင်းတဲ့ရောက်ခမကိုပိုင်ဆိုင်ထားရတဲ့မိန်းကလေးတွေကအယမ်းကံကောင်းပါတယ်။နံပါတ်2စိတ်ဖြူစင်တဲ့ရောင်းမတွေကိုပိုင်ဆိုင်ရခြင်းယောက်ျားဘက်ကပါလာတဲ့မောင်နှမညီမတွေကစိတ်ဖြူစင်ပြီးတင့်ကိုချစ်ပေးတယ်ဆိုရင်တော့တင်ပို့ပြီးကံကောင်းနေပါပြီ။နံပါတ်3အဖေနဲ့တူတဲ့ယောက်ျားကိုပိုင်ဆိုင်ရခြင်းဖခင်လိုမျိုးဂရုစိုက်ပေးပြီးလိုအပ်သမျှဖြည့်ဆည်းပေးတဲ့ယောက်ျားကိုပိုင်ဆိုင်ထားရင်တော့အယမ်းကံကောင်းပါတယ်။နံပါတ်4အတောင်စားပျော်ပါးကင်းတဲ့ယောက်ျားကိုရထားခြင်းအတောင်စားကင်းတဲ့ယောက်ျားတွေဟာဖောက်ပြန်မှုလည်းမလုပ်ကြပါဘူး။နံပါတ်5အနိုင်မကျင့်မဲ့ငွေရှာတော်တဲ့ယောက်ျားကိုပိုင်ဆိုင်ခြင်းအလောင်းကစားမလုပ်တဲ့သူတင်ကိုအနိုင်မကျင့်မဲ့စိတ်ချမ်းသာအောင်ထားပေးတဲ့သူအလောက်ကန်ရှိပြီးတင်ကိုပြည့်စုံအောင်ထားပေးနိုင်တဲ့ငွေရှာတော်တဲ့သူကိုရှာထားရင်အိမ်တော်ကြီးကံကောင်းသူလို့ပြောနိုင်ပါတယ်